ကိုရင်ဝါကိုစောင့်ကန်လိုက်တာကလေးကပလက်လန်ပြီးမေ့နေပါတယ်ကလေးကိုကန်တဲ့အချိန်ကမှသူ့ကို6တန်းចောင်းသားကနေပြီးတော့တွားပြေးပြီးတော့တားတဲ့အခါမှာ6တန်းចောင်းသားကပိတ်ကန်ပြီးတော့ဆွတ်ထိုးလိုက်ပါကျွန်တော်သားလေးအုံနဲ့အထက်ကကျောင်းကြီးမှာကျောင်းတက်နေပါတယ်ကျောင်းတက်တဲ့အချိန်ကမှတာရုံနဲ့4တန်းចောင်းသားကျွန်တော်သားလေးကထမင်းသားချောင်းလွတ်တဲ့အချိန်ကမှသူ့ကားလေးကိုတွန်းပြီးစော့နေပါသူကားလေးကိုတွန်းပြီးစော့တဲ့အခါမှာ8တန်းចောင်းသားငါညီမင်းကားခဏပေးလို့ပြောတယ်အဲ့ချိန်ကမှကျွန်တော်သားလေးကကားခဏပေးလိုက်ပါတယ်ကားပေးပြီးသူ့ကိုပေးတဲ့အချိန်ကမှအကူကြီးကားလေးပြန်ပေးတာကြောင်းတက်ရတော့မယ်ကားပြန်ပေးဆိုတော့8တန်းចောင်းသားကမပေးဘူးကိုကြီးကားပြန်ပေးမပေးရင်ဆရာမနဲ့တိုင်မယ်လို့ပြောလိုက်ပါတယ်အဲ့ချိန်ကမှကလေးကိုရင်ဝါကိုစောင့်ကန်လိုက်တာကလေးကပလက်လန်ပြီးမေ့နေပါတယ်ကလေးကိုကန်တဲ့အချိန်ကမှသူ့ကို6တန်းចောင်းသားကနေပြီးတော့တွားပြေးပြီးတော့တားတဲ့အခါမှာ6တန်းចောင်းသားကပိတ်ကန်ပြီးတော့ဆွတ်ထိုးလိုက်ပါဆွတ်ထိုးပြီးတော့2ရက်9လပိုင်းကဖြစ်နေကမိုင်းထမင်းသားချိန်မှာပဲဖြစ်တာပါအဲ့ဒီချိန်ကမှကျွန်တော်လုံးဝမသိဘူးအဲ့ကိစ္စကလုံးဝလည်းမသိဘူး9တန်း6တန်းသားကျွန်တော်သားကိုဆီယာမနေပြီးတော့ကျောင်းကိစ္စကျောင်းမှာပြီးနင်းမိဘတွေပြန်မပြောနဲ့လို့ပြောတယ်ကျွန်တော်လည်းအဲ့ကိစ္စလုံးဝမသိဘူး9ရက်ကြော်တဲ့အချိန်ကမှအိမ်မှာဆက်ချုပ်တော့အဲ့ဒီကိစ္စကိုလည်းဆက်ချုပ်ရင်းနဲ့မိန်းမတွေဆိုပြီးပြောတယ်ဆိုပြောတဲ့အခါမှာကျွန်တော်သိပါတယ်သိတော့ကျွန်တော်အဲ့ကိစ္စလုံးဝမသိဘူးကျွန်တော်မသိလို့ဆိုပြီးတော့ကျောင်းကိုသွားမေးပါတယ်သွားမေးတဲ့အချိန်ကမှဆီယာမဒေါခင်မာဂျုံနဲ့တွေ့တယ်ဆီယာမကျွန်တော်သားလေးတွေရန်ဖြစ်တယ်လို့ပြောတယ်ကျွန်တော်မသိဘူးမသိလို့မေးပြသေးတော့မေးပြသေးလို့ပြောတယ်ကကျွန်တော်လာကြမလို့မေးကြမလို့နင်ပြီးသွားတဲ့ကိစ္စကိုရှာလာမရှိနဲ့ဘာမှလာမပြောနဲ့ပြီးသွားပြီအဲ့ကိစ္စကိုရှာရရှိတယ်မဟုတ်ဘူးဆီယာမကျွန်တော်ရှာရှိတာမဟုတ်ဘူးကျွန်တော်ပြဿနာရှာတာလည်းမဟုတ်ဘူးကျွန်တော်သားလေးတွေဒီလိုဖြစ်တယ်ဆိုတာကိုကျွန်တော်သိတဲ့သိတတ်တဲ့ထင်လို့ကျွန်တော်လာမေးတာပါကျွန်တော်သားလေးရန်ဖြစ်တဲ့ဆိုရင်လည်းကျွန်တော်သားဘက်ကလွန်ရင်လည်းကျွန်တော်ဆုံးမပြီးတဲ့ပြင်တစ်ဖက်မိဘကိုဗဇက်နဲ့တောင်းမှန်ပါမယ်ဗဇက်နဲ့တောင်းမှန်လို့မရတာဆိုနောက်ဆုံးချီလို့ပတ်ပြီးတောင်းမှန်ကျွန်တော်အဲ့ဒါကိုသိချင်လို့လာမေးတာပါပြီးသွားတဲ့ကိစ္စကဘာလို့ရှာလာရှိနေတော့ရှာရဖြစ်နေငါ့ကိုပြောစရာမလိုသွားဆိုပြီးကျွန်တော်လက်ညှိုးကောင်းကောက်တို့ခွေးမောင်းလေးမောင်းတော့ဟုတ်ဘူးဆီယမကျွန်တော်ကျောင်းသားမိဘအနေထားနဲ့ဒါလေးတော့မသိရဘူးလားကျွန်တော်အသိခွင့်လေးပေးပါအပြီးတော့ရှာလာမရှိနဲ့လာမပြောနဲ့သွားမသိဘူးလာမပြောနဲ့ဆိုပြီးကျွန်တော်လက်ညှိုးကောက်တို့တိုင်နေတယ်ပြောတယ်ဆီယမတိုင်မှလည်းမဟုတ်ဘူးအဆင်ပြေပေါ့ဆီယမရဲ့တရားတော်အဆင်ပြေဒါလေးမေးတာပါလာမမေးနဲ့အခုနေ့သားသေးပြီလားအခုသေးသွားပြီလားအခုသေးရင်ပြောဆီယမသေမှကျွန်တော်လာပြောရမှာလားကျွန်တော်ဒါလေးတော့တိတတ်တာပေါ့နင်သားသွေးတော့တောင်သွေးရနေမှာလဲနေပြသေပြီလားသေပြောလာအောင်ပြောနဲ့နင်တိုင်နေရတယ်တိုင်စောက်ဘူးမဆိုင်ဘူးဟာမဟုတ်ဘူးဆီယမအဲ့လိုပြောမပြောပါနဲ့တရားတော်ဆီယမရဲ့အဆင်ပြေအောင်ပြောပါမရအောင်ကျွန်တော်လက်ညှိုးကောင်းထိုးပြီးတော့သွားတိုင်ရတဲ့စောက်ကားလာများလည်းမပြောဘူးပြီးသွားပြီပြီးတဲ့ကိစ္စကိုရှာလာမရှိနဲ့ဆိုတော့အဲ့ဒီချိန်ကမှဘေးနားမှာဆီယမတွေလည်းရှိပါတယ်အတန်းပိုင်း6တန်းဆီယမအနေထားနဲ့ကဝင်ပြောလို့တာမောင်ချစ်ကိုကြီးလာသားလို့အဲ့ဒါလေးပဲပြောရတယ်ဘာသာဟောင်းနဲ့ဘာမှမပြောပါဘာမှမပြောတာအဲ့ဒါဆိုဒီဆီယမနဲ့ပြောရတာဘယ်လိုမှအဆင်ပြေဘူးကျွန်တော်ကျောင်းဆီယမကြီးကိုတွတ်တွေ့တာကောင်းတယ်ကျောင်းဆီယမကြီးကိုအကျိုးကျောင်းတွတ်တွေ့ပါတယ်တွတ်တွေ့တဲ့အခါမှာကျောင်းဆီယမကြီးကနေပြီးတော့ပထမတော့ရှင်းမေးဘယ်လိုနဲ့ဘယ်လိုဖြစ်တာတော့ဒီလိုဒီကြောင်းပဲဆီယမကြီးဖြစ်တယ်ကျွန်တော်မသိလို့လာမေးတာကျွန်တော်မေးဝင်ပြီပါဆိုဆီယမကြီးကအေးနေရုံရုံကမှချိန်ပါလေရုံကစောင့်နေသူလာခဲ့မယ်သူလာပြီးတော့ပြောတဲ့အချိန်ကမှကျွန်တော်ကလည်းအယုံကန်းနဲ့ရောက်တော့ဝင်တွေ့တဲ့အခါမှာကျွန်တော်ပြောဝင်မပြုဘူးဆီယမခင်မကျိုးကကလန်ကိုရန်တွေ့ပြီးတော့လေးတန်းအတမန်နဲ့ကျွန်တော်လာပြောတာတိုင်သိကျင်တာလာမေးတာကျွန်တော်အပြစ်ကြီးပဲပြောနေတယ်ကျွန်တော်အပြစ်ကြီးပဲပြောတဲ့ခါမှာမဟုတ်ဘူးဆီယမကျွန်တော်ကဒါလေးတောင်မေးပိုင်ခွင့်မရှိဘူးလားအကြောင်းသားမိဘအနေထားနဲ့ကျွန်တော်ဒါလေးတောင်မေးပိုင်ခွင့်မရှိဘူးလားကျွန်တော်ဘက်ကမှားရင်လည်းပြောကျွန်တော်သားဘက်ကမှားလည်းကျွန်တော်မိဘတယောက်နေလည်းရည်စည်းခံပါမယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တောင်းပြောကျွန်တော်ဘလို့မှပြောမခံဘူးလက်ညှိုးတော့ခွေးမောင်းလေးကိုမောင်းတော့အဲ့ဒီအချိန်ကမှဆီယမကျောင်းဆီယမကြီးကဟဲ့ခမကျုံနေရောငါပြောမယ်ဆိုပြီးတော့သူ့ကိုပိတ်ရိုက်ပါတယ်ဆီယမကြီးကိုဘလို့မှပြောခွင့်ပြုအနောက်ကနေဆီယမကြီးကိုဖင်ထားတိုက်ကုတ်ပါများတော့ဆီယမကြီးကလည်းကျွန်တော်ဘက်တည်းလှည့်ပြီးတော့မင်းဘာဖြစ်ချင်းလဲပြောတိုင်နေတာတိုင်လို့ပြောပါတယ်အဲ့တော့အားလုံးကျွန်တော်သိရအောင်ကျွန်တော်ဒီကိစ္စလေးကိုတင်ပြတာပါကျွန်တော်လည်း
သူတို့ကတိုင်ရင်တဲ့နေရာတိုင်လို့ပြောတဲ့အခါမှာကျွန်တော်ရဲစခန်းအောင်သွားပြီးတော့တွေ့ပါတယ်ရဲစခန်းအကျိုးကြောင့်သွားပြောတဲ့အခါမှာရဲစခန်းကနေပြီးတော့ဆီယမ်မာကြီးကိုဖုန်းလက်ဆက်တယ်ဆီယမ်မာကြီးဒီလိုဒီကြောင်းတော့ဖြည့်တယ်ဒီမှာချက်ကိုယူအဆင်ပြေအောင်ပြောပေးလိုက်ပါရေးရတယ်ငါကြီးဘာမှမလုပ်နဲ့ဟမ်ဘာမှမလုပ်ဘူးကျွန်တော်ဘာမှလည်းပြဿနာမကြောက်ကျွန်တော်ကအဆင်ပြေပြီးတော့သိကျင်တာလေးမေးတာမမေးလို့ကျွန်တော်လာတိုင်တာအဲ့တော့ရဲကနေပြီးတော့သူ့ကိုတိခွင့်ပေးအမဟုတ်ဘူးလေရှင်းပြလိုက်ပါဆိုတော့နောက်နေ့မနေ့9နာရီလို့မှာကျွန်တော်ချိန်ပါကျွန်တော်လည်း9နာရီလို့ဆိုတော့အိမ်ကနေပြီးတော့သွားပြီးတော့စောင့်တော့တစောင်းစောင့်တော့ကျွန်တော်မခေါ်ဘူး10နာရီလို့လောက်ကြတော့ကျွန်တော်ရဲစခန်းနေပြီးတော့ဖုန်းလမ်းဆက်တယ်ဟိုမှာလာလို့ရပြီကျောင်းကော်မတီတွေရောကျောင်းသားမိဘတွေရောခေါ်ရတယ်လာတွေ့တော့လို့ပြောတော့ကျွန်တော်အဟောင်းအောင်ပြီးတော့ကျောင်းကန်းနဲ့ဝင်တာတစောင်းစောင်းနဲ့ဘယ်သူမှလည်းမရှိဘူးဘယ်သူမှလည်းမလာကျွန်တော်ကတစောင်းစောင်းနဲ့နောက်ဆုံးကျွန်တော်ထမင်းရလဲစားလာပြီငုတ်တဲ့ကန်ကြီးတော့အဲ့မှာဆီယမ်မတယောက်ကိုဆီယမ်မအေးကျွန်တော်ကတော့ဘိုက်တွေလည်းစားနေပြီတယောက်မှလည်းမလာဘူးဆိုတော့ကျွန်တော်ပြန်သွားပါတယ်အဲ့ဒါကိုကျွန်တော်လုံးဝဒီကိစ္စနဲ့ပတ်သက်လို့ကျေနပ်မှုမရှိလို့ဆက်လက်ပြီးတော့တိုင်ကြမှာပါ